ဒီနေ့တော့ unboxing လေးလုပ်ပြပါမယ်လုံးလိုက်တလွယ်ကြီးပဲခလုံးနှိပ်ဖို့မိသွားလို့အရှိရဟာတွေတော့ပြတ်သွားပြီလမ်းတစ်ဝက်ကနေပဲပြရတော့မယ်ပေါ့နော်ဒါကတော့ Joseon ကနေထွက်တဲ့ဟာသူကလေမျက်လုံးအားစေးပေါ့နော်ခလီမျက်လုံးကနည်းနည်းအဲ့လိုဆက်ဖြင်းဖြင်းဖြစ်တာနောက်ပြီးတော့မျက်ရည်ပူတွေကျတာမျိုးတွေဖြစ်တော့မျက်လုံးအားစေးတောက်ဖို့ဆိုပြီးတော့ဒါလေးကိုမှားလိုက်တာသူက Joseon ကထွက်တဲ့ဟာလေးပေါ့နော်ဆေးလုံးပုံစံကကြတော့လေဒီမှာဒီလိုမျိုးခရမ်းရောင်လေးဒီလား soft gel လေးပေါ့နော်ဒီဟာလေးကိုတောက်ကြည့်အောင်မယ်ဒါမျက်လုံးအားစိမ်းမှာထားတာပြီးတော့ဒီဂျိုးဆန်းကထွက်တဲ့ဟာတွေကလေတော်တော်လေး quality ကောင်းတယ်သူ့စီမှာအားစိမ်းတွေလည်းအများကြီးရှိတယ်နောက်ဒါလေးဒါကပါလဲဆိုတော့ဒါနှခမ်းနီဒီနှခမ်းနီကကြတော့လေ La Glace ကထွက်တာသိလားရှယ်လီဒီဟာကိုဟို Even Boy မှာတော့ဆန်းပြီးတော့မှလေအယောင်လေးတော်တော်ကြိုက်လို့ဆိုပြီးတော့ online ကနေမှားလိုက်တာအဲ့လိုမျိုးပစ္စည်းတွေမှာလို့ရှိရင်လေရှယ်လီပြပြမယ်ထိုင်းမှာဆိုလို့ရှိရင် 6.6 5.5 ပေါ့နော်ဥမာလာတိုင်းရဲ့အဲ့လိုတူညီရဲ့ရက်တွေမှာသူတို့ကဈေးချတယ်ပြီးတော့နောက် payday sale ဆိုပြီးတော့ရှိရဲပေါ့နော်အဲ့လိုမျိုးရက်တွေမှာမှာလို့ရှိရင်လေပစ္စည်းကအရန်တအားတန်တာပေါ့နော်ထိုင်းမှာတော့ရှယ်လီပတ်စံအရန်ကုန်ပါတယ်ဘာလို့ဆိုတော့လိုချင်တာရှိရင်လေတိတိတိဆိုပြီးတော့လိုက်မှာလေပေါ့နော်ဆန်းပြမယ်လှနေရောပဲအယောင်လေးကသဘောကျလိုက်တာဒီမှာကြည့်သူကလေ velvet ပုံစံလေးပေါ့နော်နှာခမ်းမှာအရင်ထူနေသလိုမခံစားရဘူးပြီးတော့ဟိုပါလေဘယ်လိုခေါ်မလဲအတွင်းသားကိုအဲ့လိုမျိုးလေးနည်းနည်းထင်းထင်းလေးဆိုပြီးတော့အဲ့လိုဖြန့်လိုက်လို့ရှိရင်လေ velvet ပုံစံလေးနဲ့နှာခမ်းဖူးဖူးလေးဖြစ်တာမျိုးပေါ့နော်အဲ့လိုမျိုးလေးtexture လေးကကြတော့သူ့ဟာလေးတော်တော်လေးလှတယ်ဒီက La Glace ကထွက်တာအယောင်လေးလည်းအများကြီးရှိပါတယ်ဒီမှာလေဒီမှာဒါသူ့ရဲ့ဘူးလေးပေါ့နော်ဒီဟာလေးလည်းကြိုက်တယ်ပြီးတော့နောက်ပါလဲဆိုတော့ဒီကောင်ဒါကကြတော့ Han River ကထွက်တဲ့ဟာသူကဗာလဲဆိုတော့ဒါရေဟိုဟာလောက်တဲ့ဟာရေဗာလဲရှယ်လီရေမှာပြီးတော့တောက်တာဆိုတော့အဲ့ဒီဘူးပေါ်မှာတက်တဲ့ဟာပေါ့နော်ဆက်ပေါ့နော်သူကဒီလိုမျိုးလေးလာတာဒီမှာအဲ့လိုမျိုးဒီကနေခလုံးနှိပ်လိုက်လို့ရှိရင်ရေဒီကနေထွက်လာမယ်ပေါ့နော်ဆိုတော့ဘူးကိုမပြီးတော့အဲ့လိုမျိုးသုံးစရာမလိုဘူးဒီဟာလေးတက်ထားတယ်ဆိုရှင်အဆင်ပြေဒါပေမဲ့ तू ကလေဟိုကတော့လောက်ရတယ်အားသွင်းရတယ်ဒီလားအားသွင်းပြီးတော့မှပြန်တော့ရဒီဟာလေးကိုချက်လေးဗီဒီယိုလေးတော့တက်တက်လုပ်ပြီးအောင်မယ်နော်ဒါလေးရှိရယ်နောက်ပြီးတော့ဒါလေးतू ကကြတော့ဗာလဲဆိုတော့ဒါကလေဟိုကဗာလဲမျက်နှာကိုလေရေခဲကတ်တဲ့သူရှိလားမသိဘူးเนาะအဲ့လိုရေခဲအနေနဲ့သုံးလို့ရတာပေါ့ဒါပေမဲ့ရေခဲတော့မဟုတ် तू ကဒီဆက်ကအေးနေရမျိုးပေါ့เนาะဒီလိုမျိုး facial device ဆိုရှယ်လီအရင်သဘောကျတယ်ဒီကောင်ကကြတော့အဲ့လိုမျိုးမျက်နှာကိုအေးအောင်လုပ်တဲ့ဆက်ပေါ့เนาะမျက်နှာအဲ့လိုဝက်ချန်ထွက်တဲ့သူဆိုရင်လေ irritation အရင်ရှိရယ်နောက်ပြီးတော့အဲ့လိုမျက်နှာနီမြန်းတာတို့ဘာလို့အတွက်ဆိုရင်ဒီဟာလေးကကောင်းတယ်သူကဒီမှာပြမယ်ဒီလိုမျိုးလေးဆက်ရဲ့ဒီလိုမျိုးနေရာလေးကနေပြီးတော့အေးပြီးတော့မှသူကအဲ့ဒါကိုမျက်နှာကိုအဲ့လိုလိုက်ပေါ်ရတာပေါ့နော်ပြီးတော့သူ့မှာပို့လို့ရတဲ့ဒီလိုမျိုးစီရန်ဘူးပါတယ်ဒီဘက်ကဟာကျတော့ဒါဘာဘူးလို့ခေါ်မယ်collagen ပဲဒါတော့တိုနာပေါ့နော်အဲ့ဒါလေးကိုအရင်လိမ့်ပြီးတော့မှဒီလိုမျိုးလိုက်ပို့လို့ရှိရင်မျက်နှာအသားကြီးညီမျက်နှာလည်းတက်တာတယ်ပြီးတော့ကျတော့ဟိုပါပေါ့နော်ရေခဲနဲ့ပုတ်တဲ့အာနိသင်အတိုင်းပေါ့နော်သူက press cold press ဖြစ်တာမျိုးဆိုတော့ဒါလေးကိုစမ်းကြည့်အောင်မယ်ရှယ်လီအသေးစိတ်တော့တေချာမသိသေးဘူးဆိုတော့ဒီဟာလေးကဒေါက်တာမိုးကထွက်တာပါပြီးတော့နောက်တစ်ခုပါလဲဆိုတော့ဒါဒီကောင်ကကြတော့လေမနက်ပိုင်းဆိုရှင်အဲ့လိုနိုးနိုးချင်းမှာအစာအရင်မစားနိုင်တဲ့သူဆိုရှင်ဒီဟာမျိုးကိုတောက်လို့ရသေးလားသူကကြောင့် oat milk ပေါ့နော်အဲ့ဒါကို powder အနေနဲ့ထုတ်ထားတာရှယ်လီအဲ့လိုမျိုးကြီးတောက်ရကြိုက်တယ်နောက် Quaker oat တို့နောက်ပြီးတော့ဒီကျုပ်အကာကြီးပဲကိုအမှုန့်လောက်ထားတဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးလေးတောက်လို့ရှင်မနက်ပိုင်းအစာအရင်မစားနိုင်တဲ့အခါဆိုရှင်နည်းနည်းဟိုဘယ်လိုခေါ်မလဲတင်းတိမ်နေပေါ့နော်အစာတကယ်စားလိုက်တဲ့လိုမျိုးပဲအာဟာလည်းဖြစ်တယ်ပြီးတော့နောက်ဒါကပါလဲဆိုတော့ तू ကဒါကတော့ဂျင်းမုံကလေရှယ်လီကလေငပြင်းဆိုတော့လေဂျင်းကိုအဲ့လိုမျိုးမလုပ်ချင်ဘူးကွာအခွန်ခွာတော့ဘာလို့မလုပ်ချင်တော့ဒီဂျင်းမုံလေးဆိုလို့ရှိရင်ဟင်းချက်တဲ့ထဲမှာလည်းထည့်လို့ရတယ်ပြီးတော့ဒီဟာကိုဖြောတောက်လို့လည်းရတယ်ဒါကိုလက်မွန်လေးနဲ့ဖြောတောက်လို့ရှိရင်မျက်လုံးအားကောင်းတာနောက်ပြီးတော့ကြာနည်းနည်း fresh ဖြစ်တာပေါ့နော်အဲ့တော့ ginger juice လုပ်လို့ရှိရင်ဒီလိုအမှုန့်လေးနဲ့သုံးလို့ရတယ်ဆိုတော့ဒါလေးကိုနှစ်ဘူးမှာလိုက်တယ်သူကလာတာလေးက packaging လေးလည်းကောင်းတယ်ဒီလားဒီဟာကတော့ Thai made လေးပေါ့နော်ပြီးတော့ဒီကောင်လေးဒါကကြတော့သူကဟို Aerodu ကထွက်တဲ့ဟာစားဝတ်ချံစုပ်တဲ့ဆက်ပေါ့နော်စားဝတ်ချံကိုဒီတိုင်းဟိုတက်လို့ညှစ်လို့အဆင်မပြေဘူးအတန်နေပါရင်ညှစ်လို့အဆင်မပြေဘူးဆိုရင်ဒီဟာလေးကိုသုံးလို့ရတယ်သူကလေဆီလီကွန်လေးနဲ့လာတာဆိုတော့ဒီထိတ်ကခေါင်းလေးတွေကအစားပျော့လေးပေါ့နော်သုံးရတာအဆင်ပြေတယ်ဒီပြီးတော့နောက်တစ်ခုကလေမှန်ဘလူးပါတယ်လားမှန်ဘလူးကြီးနဲ့ဆိုတော့လေလုံးဝ share ကြည့်လို့ရတာပေါ့နော်ဒီမှာဒီနေရာမှန်ဘလူးနဲ့လာတာဆိုတော့ဒီဟာကိုရှယ်လီဗီဒီယိုသေးစိတ်လုပ်ပေးမယ်နော်ဒီကောင်လေးတော်တော်မိုက်တယ်တွေ့တာတော့ကြာပြီဆမ်းမယ်နဲ့လေးမဆမ်းဖြစ်သေးရနောက်တစ်ခုကကြတော့
ဟောဒီဟာဒါကကြတော့ဗာလဲဆိုတော့လေ तू ကအထူဆန်လေးဒီလားဒါကလေမျက်နှာမှာအဲ့လိုအစီခဲလေးတွေအောင်းနေရမျိုးလို့နောက်ဝက်ချန်ရှိရမျိုးဆိုရင်လေလက်နဲ့တော့ညှိမိရမျိုးပေါ့နော်အဲ့လိုမျိုးမဖြစ်အောင်လို့ तू ကဒီ tape လေးနဲ့ဒီမှာအဲ့ tape လေးနဲ့ကတ်ထားလိုက်လို့ရှိရင်အစီကအဲ့ဒီ tape ထဲကိုပါသွားပေါ့နော်အစီပျော်ပြီးတော့ပါသွားအဲ့ဆိုဒီဟာကိုချက်လီတော်တော်လေးကိုစမ်းကြည့်ခြင်းပဲခလေးမှလည်းအဲ့လိုမျိုးနည်းနည်းဟိုဘယ်လိုကောမလဲအခဲသေးသေးလေးတွေရှိရမျိုးရှိရတခါလေးကြိုင်ပေါ်လာလေအဲ့လိုမျိုးဆိုရင်အရန်လက်ကမနေနိုင်ဘူးဒီလားတော်ညှစ်ပြီးတော့ညှစ်လေဝက်ချန်ကပိုးဝင်ပြီးတော့ပိုးထွက်လေးပေါ့နော်ရောင်လေးပေါ့အဲ့လိုမျိုးတွေဖြစ်တာဟာဒီဟာကကြတော့ဟိုပါ blender ကကြတော့လေပုံမှန် blender မဟုတ်ဘူးဒီက smoothie ကိုမမအလုံးဝအကြီးစားအသီးတွေအများကြီးထည့်ပြီးဖြော်လို့ရတာပေါ့နော်ဒီမှာသူ့ရဲ့ blender ကိုကြည့်မိုက်တယ်ဒီလားဒီကောင်သူ့ရဲ့ဒီမှာအားသွင်းနဲ့ပေါက်နဲ့ဟွာနဲ့ပါပေါ့နော်သူကကြောက် yo test ကထွက်တာဒီဟာလေးကိုလည်းစမ်းကြည့်မယ်တော်တော်လေးမိုက်တယ်ပြီးတော့သူကလေတစ်ခါတည်းတောက်လို့ရအောင်လို့ဒီမှာအဖုံးလေးပါလဲပြီးတော့ပေါ့နော်အဖုံးလေးပါလဲတက်ပြီးတော့တောက်လို့ရတယ်ဖြော်ပြီးရတဲ့တန်းတောက်ဒီဟာကဘယ်လောက်မီလီလဲ1000မီလီတောင်ပါတယ်တော့အကြီးပဲဒီဟာလေးကိုလည်းစမ်းပြမယ်ဘာကြံနေလဲအော်ဒီမှာဒါလေးပြမယ်ဒါခုနကဖောက်လိုက်ပြီးတော့လေဗီဒီယိုမရိုက်လိုက်မိလို့သေးလားသူကကြတော့ဟိုကလေဖက်နက်ချယ်လီဖက်နက်စိုက်ကလေအရန်သေးရသေးတာ33 34အဲ့လိုခလေးစိုက်ထဲမှာအကြီးဆုံးဝေ့ရဆိုတော့လေချယ်လီဒီဟာလေးကိုတွေးတော့မှားလိုက်တယ်သူကကြတော့ဒါ33စိုက်ပေါ့နော်33တောင်ကြီးနေသလိုပဲဒီလားစိုက်ထဲမှာခံစားရတယ်ဒါယောက်ျားလေးယောက်ျားလည်းဖြစ်တဲ့လူကြီးစိုက်ရောမိန်းခလေးစိုက်ကိုရှိရဲအယောင်လေးလည်းတော်တော်လာရဲသူစီမှာလေနိုးနေအောင်လို့နောက်ပန်းရောင်လေးလည်းရှိရဲဒီအမဲလေးကိုအရင်စစီကြည့်မယ်ပေါ့နော်ချယ်လီစဉ်းစားပြီးတော့မှကြိုက်တယ်အဆင်ပြေရဆိုလို့ရှိရင်တခြားရောင်လေးလည်းထပ်မှာမယ်ဒီဟာလေးကိုမှားလိုက်တယ်သူက rarin ဒီမှာဒီတစ်စိတ်ကလေး rarin kit ဆိုတာဟာလေမီးဖို့ချယ်လီကလေရှာရှည်ပြီးတော့မှားလိုက်တာဗာလဲဆိုတော့ဟိုအကင်စားချင်တော့လေဘာလို့ခေါ်မလဲမူကထားလောက်ချင်တော့အဲ့ဒီဟာကိုရုပ်ရှင်ကြည့်ရင်းနဲ့စားဖို့ဆိုပြီးတော့ဒီဟာကိုမှားလိုက်တာဒီမှာကြည့်ရမယ်သူက infrared cooker လိုမျိုးပုံစံပေါ့နော်အကြီးပဲဒီလိုမျိုးလာတာကို့အိမ်မှာလေဟိုကမရှိဘူးဆိုရင်မီးဖို့တွေပါ300အဆင်မပြေဘူးဆိုရင်ဒီဟာကိုသုံးလို့ရတယ်မလေးစက်ကတော်တော်ကြီးနေတော့ပဲဟိုချယ်လီတို့ gas မီးဖို့အသေးစားလိုမျိုးပေါ့နော်သူက grill လုပ်လို့ရတယ်နောက်ပြီးတော့ခောက်ဆွဲပြုတ်လို့လည်းရတယ်ခောက်ဆွဲပြုတ်မယ်ဆိုရင်လည်းအဲ့လိုစကားများတာနည်းနည်းရှော့လိုက်တကယ်ကြီးရပဲကြည့်ရအောင် Oh my god ဒီမှာကြည့်ဒီလားဒီလောက်ပဲပြရတော့မယ်နော်ချက်ကြီးဒီလားအကြီးမပြချင်တော့ဘူးဒီမှာဆိုလို့ရှိရင်သူကဒီမှာအိုးတင်ပြီးတော့ဘယ်လို grill လုပ်တဲ့ဟာပေါ့နော်ဆိုတော့ဟာအိုးချက်လေးဗီဒီယိုလုပ်ပေးမယ်တော်တော်မိုက်တယ်နော်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲ product တွေကတော့အရင်များသွားလို့ဗီဒီယိုလေးလည်းနည်းနည်းရှည်သွားပါတယ်အခုပြသွားတဲ့ပစ္စည်းလေးတွေထဲမှာသိချင်တာရှိရဆိုရင်လည်း comment ထဲမှာမေးခဲ့လို့ရတယ်နော်